ဒါကတော့ပလီကလွိုင်းလို့ခေါ်တယ်ပလီကလွိုင်းပေါ့နော်ဒီကောင်ကဒီလိုစပစ်လို့ဒီလိုမှဲ့ညိုးပြီးတော့မှဲ့နေရလေးတွေကချိုတယ်စားလို့ကောင်းတယ်ဖန်တော့ဖန်နေပေါ့နည်းနည်းတော့ဖန်နေဒီအစိမ်းကြတော့ချင်းပြီးတော့ဖန်နေဒါပလီကလွိုင်းပေါ့နော်ပါဇက်ထဲကိုအရင်ထက်ကြရင်ကျွန်တော်တို့ဒီအစိနဲ့ကွက်တိကြမဲ့ဝါသေးသေးလေးပေါ့နော်အဲဝါသေးသေးလေးတွေကိုကျွန်တော်တို့မှုတ်တာဖလုတ်ဆိုပြီးတော့တစ်ချက်ချင်းစီမှုတ်တာပေါ့နော်ခုကကလေးရတော့သူတို့မသိတော့လွန်ခဲ့တဲ့2004 2005အဲ့တကြောပေါ့နော်အဲ့တလျှောက်ကျွန်တော်တို့တိသက်စအရွယ်ကလေးကဒီအစိကကျွန်တော်တို့ခုနပြောသလိုမျိုးပါဇက်ထဲကိုအရင်ထည့်တယ်ထည့်ပြီးတော့မှဒီအသီးဒီအစိရဲ့ site ဝါ site ကိုကျွန်တော်တို့ကအရှိပေါ့ဝါအရှိစုပူကောင်းလေးတလောက်လေးပဲအဲဝါကပါဇက်နဲ့ထည့်ပြီးတော့ဒီကဖလုတ်ဆိုပြီးတော့ပြစ်တာလေအဆော့ဘူးကြလားမသိဘူးကျွန်တော်တောင်ပေါ်သားတွေကျွန်တော်ကတော့ငယ်လုံးအဲ့ဒါနဲ့ပဲကစားလာခဲ့တာကျွန်တော်စားပြမယ်ဒါစားကောင်းတယ်ဒီကောင်းလေးကစားလိုက်အောင်မယ်ကောင်းဖဲတော့နည်းနည်းဖန်ချိုးတဲ့ဘိုင်းစားမှာပေါ့ချိုးတဲ့ဘိုင်းစုံစားအဆော့ပြီးတော့ပြန်ထွေးvery good စားကောင်းတယ်